နေရာမှာအားလုံးပျော်ရွှင်ကြပါစေနော်ကျွန်တော်မြန်မာပြည်သားတွေအားလုံးပျော်ရွှင်နေရမြင်ကျွန်တော်ရမ်းစိတ်ချမ်းသာရပါတယ်ဗျာနော်ကျွန်တော်ကိုယ်တိုင်ပျော်ရွှင်နေရတဲ့ခံစားရတယ်ဒီနေ့အဓိကပြောမဲ့ကိစ္စလေးကတော့NASA ကဥက္ကဋ္ဌကြီးပေါ့ဗျာနော်ဦးမင်းအွန်လိုင်းဒီအာဆီယံဥက္ကဋ္ဌဖြစ်တယ်ပေါ့နော်ကျွန်တော်တို့မလေးရှားနိုင်ငံဝန်ကြီးချုပ်ဖြစ်မယ်ထင်ပါနော်ဝန်ကြီးချုပ်နဲ့တွေ့ပါလိမ့်မယ်အဲ့တော့ဒီတွေ့ဆုံမှုဟာဘယ်လိုမျိုးသင်္ကေတဆောင်တယ်လဲမြန်မာနိုင်ငံအတွက်ဘာတွေဖြစ်ထွန်းလာနိုင်တယ်လဲနောက်ထပ်ကျွန်တော်တို့ NASA ကရဲ့တန်ခင်းတမန်ခင်းအခြေအနေဘယ်လိုရှိတယ်လဲ NASA ကအပေါ်မှာဟောမဆိုရှင်ဖယ်ကျင်ထားမှုပေါ့ isolation ကိုဟောမဆိုရှင်ကျွန်တော်တို့ရိုက်ချိုးနိုင်ခဲ့ပြီလားစသဖြင့်တော့သူလောမေကွန်းတွေကိုကျွန်တော်တို့မေးမြန်းပြီးတော့ဆွေးနွေးသွားပါမယ်တိတ်ကိုကောင်းတဲ့လက္ခဏာတွေလို့ပြောလို့ရပါတယ်เนาะပထမဆုံးတစ်ချက်အနေနဲ့အဲ့တော့အခုလောဆယ်အာဆီယံဥက္ကဋ္ဌကမလေးရှားနိုင်ငံဖြစ်တယ်အဲ့တော့အာဆီယံဥက္ကဋ္ဌနဲ့အခု NASA ကရဲ့ဥက္ကဋ္ဌဒီရက်အနည်းငယ်အတွင်းမှာဘန်ကောက်မြို့မှာမကြခင်တွေ့ဆုံပါတော့မယ်ဘယ်သူအောင်ပေါအောင်လဲဆိုလို့ရှိရင်အာဆီယံအကြံပေးလည်းဖြစ်ကျွန်တော်တို့ထိုင်းနိုင်ငံမှာအထင်ကရနိုင်ငံရေးသမားလည်းဖြစ်တယ်လို့เนาะဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့သက်စင်ရှင်နာဝါထရာအုံနောက်အရန်ကိုကောင်းပါတယ်เนาะညံသွေးအဖြစ်ဒီပုဂ္ဂိုလ်ဟာထိုင်းနိုင်ငံမှာသူဝန်ကြီးချုပ်ယာရုယူစဉ်အခါမှာထိုင်းနိုင်ငံရဲ့အကျွေးတွေကိုခြေနိုင်လို့မကဘူးလုတ်ပုံကြိုင်ပုံတွေတအားပြတ်သားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ထိုင်းနိုင်ငံရဲ့အခြေခံလူဒန်းစားတွေကအစအရန်ကိုချေရတော့သက်စင်ရှင်နာဝါထရာဟာတကယ်ကိုတော်တဲ့ပုံကိုတယောက်ပါเนาะအဲဒါကြောင့်မို့လဲအခုအာဆီယံမှာအကြံပေးပုံကိုတယောက်ဖြစ်နေရှိနေတာဖြစ်တယ်အဲ့တော့သူပါဝင်မယ်ဖြစ်တယ်အဲ့တော့ဒီတွေ့ဆုံပွဲဟာNASA ကဥက္ကဋ္ဌကြီးဦးမင်းအောင်လှိုင်ရဲ့เนาะအာဆီယံဥက္ကဋ္ဌကြီးမလေးရှားဝန်ကြီးချုပ်ရဲ့เนาะကျွန်တော်တို့ဒီသက်စင်ရှင်နာဝါထရာရဲ့တွေ့ဆုံကြပါလိမ့်မယ်အဲ့တော့ဒီတွေ့ဆုံဆွေးနွေးပွဲကဘာသင်္ကေတကိုဆောင်စေတယ်လဲဒါကကျွန်တော်တို့ပထမဆုံးစဖြေရမယ်ဖြေပေါ့ဗျာเนาะနောက်တစ်ခုတော်လန်ရေးခင်ဗျားတို့တော်လန်ရေးတို့ဟလားဒီ NUG ကသူတို့သားလေတရားဝင်အစိုးရပါပကဖတွေပလာဖတွေဝန်ကြီးဌာနတွေဖွဲ့ထားပါတယ်ဆိုတာခင်ဗျားတို့ထိုင်ငူမှပဲရနော်ခင်ဗျားတို့ထိုင်သာငူလိုက်တော့ဘာလို့လဲဆိုတော့ NASA ကဟာတဖြည်းဖြည်းနဲ့သူ့ရဲ့တန်တမန်ခြေလန်းတန်ငင်းတမန်ငင်းခြေလန်းဟာတဖြည်းဖြည်းနဲ့ခုန်တက်လာတယ်နော်ခုန်တက်လာမှခါတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့တရှူးတော့ခုန်တက်တာပါဒါပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဒီလိုမျိုးပေါ့ဦးမင်းအွန်လိုင်းရဲ့စအောင်မြင်မှုကဘယ်ကစတယ်လဲဆိုလို့ရှိရင်မျိုးစစ်စပြိုးခြင်းကနေစပါတယ်ဘယ်သူတွေကအဓိကမျိုးစစ်စိုက်ပေးလဲဆိုလို့ရှိရင်တော့တရုတ်ရယ်ရုရှားရယ်ကနေပြီးအဓိကမျိုးစစ်ကိုချပေးလိုက်တယ်ဒီမျိုးစစ်ချတဲ့အပင်ပေါက်လာတော့ဒီပေါက်လာတဲ့အပင်ဟာအခုဆိုရှင်အရိတ်တဖွဲဖြစ်သွားပါပြီအရိတ်တဖွဲဖြစ်သွားတဲ့အတွက်ကြောင့်မလို့တနည်းအားဖြင့်သူတို့တော့မကျေးဇူးတင်ရမယ်တကယ်ကျေးဇူးတင်ရမယ်အခြေအနေမျိုးပါဘာကြောင့်လဲဆိုတော့သူတို့ကတော့မှကမ္ဘာစူပါပါဝါနိုင်ငံကြီးတွေဖြစ်တဲ့တရုတ်တို့ရုရှားလိုနိုင်ငံမျိုးကဒီဝန်ကြီးချုပ်တွေနော်နိုင်ငံသားရေးဝန်ကြီးတွေနိုင်ငံတော်အဆင့်ဖိတ်ကြားမှုတွေဘယ်လာရုစ်နိုင်ငံတော်အဆင့်ဖိတ်ကြားမှုတွေရဲ့ဖိတ်ကြားမှုတွေရဲ့ဒီအချိန်အဟောင်းဟာဆိုလို့ရှိရင်ပေါ့နော်ဂုံသတင်းဟာဆိုလို့ရှိရင်အာဆီယံပင်လျင်မနေတာမထိုင်တာတွေဖြစ်သွားရပါပြီနော်အာဆီယံပင်လျင်ပေါ့နော်ကျွန်တော်တို့နည်းနည်းတုံလို့ခြောက်ချားပဲအခြေအနေမျိုးရှိပါအဲ့တော့အာဆီယံကလည်းအခုဆိုမဖြစ်မနေ NASA ကနဲ့စကားပြောရပါပြီနော်ထို့တူအဲ့တော့တရုတ်ရုရှားရဲ့အားပေးမှုတွေနော်ပံ့ပိုးမှုတွေအတိမတ်ပြုမှုတွေနဲ့အတူပထမဆုံးတစ်ချက်အနေနဲ့အောင်မြင်ခဲ့တာကတော့မဲခေါင်ပေါ့နော် sub region မှာဥက္ကဋ္ဌအဖြစ်နဲ့အောင်မြင်ခဲ့ပြန်တယ်ဟောပြီးတော့ကျွန်တော်တို့ဒီ BIMSTEC ပေါ့BIMSTEC ဒီကျွန်တော်တို့ဒီပင်လာအော်နဲ့ထိစပ်နေတဲ့နိုင်ငံများပေါ့နော်အဲ့ဒီနိုင်ငံများမှာလည်းဒါတန်ငင်းတမန်ခင်နောက်တစ်ခုကနိုင်ငံတကာ regional leader တွေဖြစ်တဲ့ခေါင်းဆောင်တွေနဲ့ဆက်ဆံဆောင်ရွက်လာတယ်ဟောအခုဆိုလို့ရှိရင်အာဆီယံဥက္ကဋ္ဌနဲ့ပါကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုတွေလုပ်လာပြီဆိုတဲ့ခါကျတော့NASA ကအစိုးရဒီတရားဝင်ပါဘူးလို့နော် NUG ဒီကြရင်တရားဝင်ပါသည်လို့ဒါမျိုးတရားဝင်မှုအားပြိုင်နေတဲ့ NUG ဟာဆိုလို့ရှိရင်အရှိုက်နေမကောက်ဘူးဟိုကလည်းထိုးခံဒီကလည်းထိုးခံပါနောက်တစ်ခုကဒီကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့နော်ဒီspecial envoy ဆိုလို့ရှိရင်တကယ်ဒီအထူးကိုယ်စားလှယ်ဟာဆိုလို့ရှိရင်လည်း NASA ကနဲ့ပဲတွေ့ဆုံရတာပါအဲ့တော့ NUG ကဘာထပြောလဲဆိုတော့ခင်ဗျားတို့ကျွန်တော်တို့တွေ့နေတာတဲ့ခိုးကြောင်ခိုးဝန်းနဲ့တွေ့ခြင်းမလုပ်ပါနဲ့ထိုက်ရိုက်တွေ့ပါဆိုတော့သူတို့လည်းတွေ့နေပါတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့အတန်လွှင့်ရတဲ့အခြေအနေမျိုးတွေရောက်သွားတာအဲ့တော့ဆိုလိုချင်တာကတော့ NASA ကနေနဲ့တန်ခင်းတမန်ခင်းမှာ
ပထမဦးဆုံးခြေလမ်းသူ့ရဲ့ခြေလမ်းအစကတော့ရုရှားပေါ့ဗျာနော်ရုရှားတရုတ်ပြီးတဲ့အခါမှာ Mekong region ပြီးတော့ဘယ်လိုခေါ်မလဲ Binstat ပြီးလို့ရှိရင်ကျွန်တော်တို့ရုရှားနိုင်ငံတော်အဆင့်ဖိတ်ကြားမှုအဲ့ဒီကနေမှတဆင့်အခုဆိုရှင်အာဆီယံဥက္ကဋ္ဌနဲ့ဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာနော်ဘန်ကောက်မြို့တွေ့ဆုံမယ်ဆိုတဲ့ခါကျတော့တဖြည်းဖြည်းနဲ့သူ့ရဲ့နိုင်ငံရေးကျွန်တော်တန်ခင်းတမန်ခင်းပေါ့သူ့ရဲ့တန်ခင်းတမန်ခင်းနဲ့တရားဝင်မှုဟာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့မြင့်တက်လာတာပဲကျွန်တော်တွေ့ရတယ်ဒါပေမဲ့စနအမှရေးသလိုပေါ့ဗျာနော်စီရေးမှာတော့ဟုတ်ပါတယ်ကျွန်တော်ဝန်ခံရမှာပါစီရေးမှာတော့အတိုင်းအတာတစ်ခုထိကအနိုင်ဘက်ရောက်နေတော့အမှန်ပဲဒါပေမဲ့ဒါတွေကဘဝကြီးမဟုတ်ဘူးဆိုတော့သိစေချင်တယ်နော်ဒါတွေကအချိန်မရွေးပြောင်းလဲသွားနိုင်တယ်အဲ့တော့တော်လိုင်းအားပေးထောက်ခံတဲ့ခင်ဗျားတို့လည်းငိုပွဲအခုလိုမျိုး NUG ငိုပွဲဝင်တယ်လို့ခင်ဗျားတို့လည်းငိုပွဲဝင်ရကောင်းဝင်ရနိုင်တယ်ဒါပေမဲ့တော့မသိချပါဘူးနော်ခင်ဗျားတို့ဆက်ကြိုးစားပိုင်လို့ရှိပါသေးတယ်ဒါပေမဲ့တော့နည်းနည်းလေးစဉ်းစားပါဟုတ်လားဟုတ်ပြီအဲ့တော့ဒီတွေ့ဆုံပွဲကနံပါတ်1ချက်အနေနဲ့ကျွန်တော်တို့ကြည့်တာပေါ့အဓိကဆွေးနွေးမဲ့အကြောင်းအရာတွေကိုကျွန်တော်သုံးသပ်ကြည့်ပါတယ်ပေါ့နော်သုံးသပ်ကြည့်တဲ့အခါမှာအဓိကဆွေးနွေးမဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒီငလျင်ဘေးသင့်ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေးဒါကတော့နံပါတ်1သူတို့ရဲ့ဒီနံပါတ်1ဘယ်ခေါ်မလဲဆိုတော့ agenda ထဲမှာပါမယ်ပေါ့နော်အဲ့တော့ပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်ငလျင်ဘေးသင့်တွေကိုကူညီနိုင်မဲ့အရေးပြီးတော့ကျွန်တော်တို့ဒီပေါ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပေးဝေနိုင်ရေးပေါ့ဗျာနော်အဲ့ဒါနံပါတ်2ချက်ဖြစ်နိုင်တယ်နောက်ထပ်တစ်ချက်အနေနဲ့ကတော့အပြစ်ခတ်ရက်စဲရေးကိုဆက်လက်ပြီးတော့ထိန်းထားနိုင်ရေးကလည်းဒါကဆက်လက်ပြီးတော့စံထမ်းနိုင်ရေးပေါ့နော်ဆိုလိုချင်တာကနောက်ထပ်ပြစ်ခတ်ရက်စဲရေးအချိန်ကိုဆက်လက်တိုးနိုင်ဖို့မျှော်လင့်တာလေဒါကဆွေးနွေးမှုတွေမှာပါနိုင်တယ်ပေါ့ဗျာနော်နောက်ထပ်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီပေါ့အာဆီယံရဲ့5 point consensus ပေါ့เนาะကျွန်တော်တို့အာဆီယံရဲ့ဘုံသဘောတူညီချက်5ချက်ကိုလည်းဖော်ဆောင်ဖို့တိုက်တွန်းမဲ့ကိစ္စတွေလည်းပါနိုင်တယ်ပေါ့ဘယ်လိုပဲဖြစ်ပါအဲ့တော့ဒီကတော့ဒီဆွေးနွေးမဲ့ကိစ္စကြီးอ่ะဒီ3ရက်မှာသွားတွေ့မယ်ဒါပေမဲ့ NASA ကအနေနဲ့ကလည်းသူ့ရဲ့နိုင်ငံရေး road map ပေါ့နိုင်ငံရေးလမ်းပြမြေပုံကိုသူထုတ်ပြမှာပဲဖြစ်တယ်အဲ့ဒါကတော့မြန်မာနိုင်ငံမကြခင်ရွေးကောက်ပွဲကျင်းပပြီးတော့သူ့အနေနဲ့ဆက်လက်ပြီးတော့နိုင်ငံရေးသူ့ရဲ့ road map ပေါ့ဒီလမ်းပြမြေပုံကိုသူချပြမှာဖြစ်မယ်အဲ့တော့ ASEAN အနေနဲ့တောင်းဆိုလို့ရတယ်ဒါပေမဲ့တော့ NASA ကိုခိုင်းနိုင်ခွင့်မရှိဘူးအဲ့ဒီအတွက်ကြောင့်မို့လို့အာဆီယံကလည်းတောင်းဆိုမှာဖြစ်သူ NASA ကလည်းသူ့ရဲ့လုံမဲ့ကိစ္စတွေကိုချပြမှာဖြစ်မယ်အဲ့တော့သူတို့အာဆီယံဥက္ကဋ္ဌနဲ့เนาะကျွန်တော်တို့ဒီ NASA ကနဲ့သာအပေးအယူကြည်ပြူသွားမယ်ဟေ့ဆိုလို့ရှိရင်တော့နောက်လာမဲ့ရွေးကောက်ပွဲအခြေအနေကရွေးကောက်ပွဲတရားဝင်မှုဟာပို့ပြီးတော့မြင့်တက်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဆွေးနွေးပွဲမှာအများကြီး NASA ကအတွက်အကျိုးမြတ်ဖြစ်ထွန်းလာနိုင်တယ်နောက်ထပ်ကျွန်တော်တို့အာဆီယံနဲ့ NASA ကဒီအစိုးရပေါ့ NASA ကအစိုးရကြားတွေကဒီ dialogue ဆိုတဲ့ဆွေးနွေးဆက်ဆံမှုတွေအားလုံးကပို့ပြီးတော့ကောင်းမွန်လာမှာဖြစ်တယ်အဲ့တော့တော်တော်လေးကောင်းလာမဲ့အခြေအနေပါเนาะအဲ့ဒါကိုကျွန်တော်အဓိကပြောချင်တာပါမင်္ဂလာညချမ်းမှာကုန်ပါအောင်မင်္ဂလာညချမ်းမှာအဲ့တော့ဦးမင်းအောင်လိုင်းအနေနဲ့တန်ခင်းတမန်ခင်းနဲ့နိုင်ငံတကာရေးရမှာတော့ဖြည်းဖြည်းနဲ့အောင်မြင်လာတာကိုကျွန်တော်တွေ့ရတယ်ဒါတွေကကျွန်တော်လွန်ခဲ့တဲ့4နှစ်ခရဲကကျွန်တော်ပြောထားပြီးသားပါအချိန်တန်လို့ရှိရင်တော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံတကာအတိုင်းဝိုင်းဟာဆိုလို့ရှိရင်လက်တွေ့ကျသော diplomacy ပေါ့ကျွန်တော် pragmatic diplomacy လို့ပြောလို့ရမယ်เนาะအဲ့တော့ဒီ diplomacy ကအဓိကထားမှာပါเนาะတန်ခင်းတမန်ခင်းဆက်ဆံရေးပေါ့ဒီဆက်ဆံရေးမှာလက်တွေ့ကျတဲ့အရာကိုပဲလုပ်မယ်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့4နှစ်ထဲကပြောခဲ့ပါတယ်အခုတော့ဒါတော့အခုဒီနေ့မှန်လာတယ်ပေါ့ဗျာနော်အဲ့ဆိုလို့ချင်းねအဲ့တော့လက်တွေ့ကျတဲ့တန်ခင်းတမန်ခင်းနဲ့ညီ NASA ကဟာကျွန်တော်အဲ့တုန်းကတော့ခင်ဗျားကျွန်တော်မှတ်မိလားမသိပြ2021 6လပိုင်းလောက်မှာထင်ပါတယ်နော်2021 6လပိုင်းလောက်မှာထင်ပါတယ် NASA ကနဲ့ NUG နဲ့တရားဝင်မှုအားပြိုင်တဲ့အခါမှာကျွန်တော်တို့ NASA ကအားပေးထောက်ခံတဲ့သူတွေကလည်း NASA ကတည်တာတရားဝင်အစိုးရဆိုပြီးတော့ကျွန်တော်တို့ profile ပုံတွေချိန်ကြတယ်ဟုတ်လားအထူးတူပဲ NUG တိုင်းတရားဝင်အစိုးရဆိုပြီး profile ပုံတွေချိန်ကြတယ်အဲ့ဒီအချိန်မျိုးမိလိုက်လည်းသိလိမ့်မယ်နော်အဲ့ဒီချိန်မှာတရားဝင်မှုကို UN ကမချမှတ်နိုင်ခဲ့ဘူးเนาะကျွန်တော်တို့တွေသူ့ဘက်ကိုယ့်ဘက်ကျွန်တော်တို့ငင်းပွားခဲ့ကြတာဖြစ်တယ်เนาะအဲ့တော့ဘယ်လိုပဲဖြစ်ပါအခုချိန်မှာတော့ NASA ကဟာကမ္ဘာတန်ခင်းတမန်ခင်းရေးရတယ်မှာတဖြည်းဖြည်းနဲ့အောင်မြင်လာတာကိုတွေ့ရတယ်အဲ့တော့အခုဒီဘန်ကောက်မှာတွေ့ဆုံပွဲကနေပြီးတော့ရလက်ကောင်းနေအများကြီးရလာပြီးတော့နိုင်ငံအတွက်ပေါ့နော်နိုင်ငံရေးအဖြစ်အောင်မြင်မှုဒီအများကြီးတည်ဆောင်လာမှာဖြစ်တယ်ပြီးတော့ငလျင်ဘေးကယ်ဆယ်မှုတွေနဲ့ပတ်သက်ပြီးတော့အများကြီးထက်လက်ပြီးတော့ပေါ့နော်နိုင်ငံတကာရဲ့
ပံ့ပိုးကူညီမှုတွေအများကြီးရရှိမှာဖြစ်တယ်လို့နောက်ထပ်နိုင်ငံကြီးများရဲ့အားပေးထောက်ခံမှုတွေအများကြီးရရှိမှာဖြစ်တယ် NASA ကအနေနဲ့အများကြီးသူတို့ဒီအခြေအနေပေါ်မှာနိုင်ငံရေးသူအနေနဲ့ပေါ့နော်အကျိုးရှိအောင်ဆောင်ရွက်သွားမယ်လို့ကျွန်တော်တို့မျှော်လင့်နေပါဗျာနော်ကဲဟုတ်ပါပြီအဲ့ဒါတော့ခုလက်ရှိNASA ကရဲ့တန်ခင်းတမန်ခင်းရေးရလာမယ့်2ရက်အတွင်းမှာနော်ကျင်းပလာမှာဒါကအလွတ်သဘောတွေ့ဆုံပွဲဖြစ်တယ်နော်အဲ့ဒါတခုတော့ရှင်းလင်းသိဖို့လိုတယ်အာဆီယံကနေပြီးတော့တရားဝင်ပေါ့ဥမာဖြစ်အာဆီယံလုံထုံးလုံနည်းနဲ့သွားတဲ့တွေ့ဆုံပွဲမဟုတ်ပါဘူးဒီတွေ့ဆုံပွဲဟာကျွန်တော်တို့အလွတ်သဘောတွေ့ဆုံပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘာပဲဖြစ်အလွတ်သဘောတွေ့ဆုံပွဲဆိုသည့်တိုင်အောင်တော့မှပဲမလေးရှားဝန်ကြီးချုပ်ကမလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအနေနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တနည်းအားဖြင့်အာဆီယံက NASA ကိုလက်ခံစကားပြောပြီးတော့အတိမတ်ပြုရတယ်ဆိုတော့ဘယ်လိုခေါ်မလဲဆိုရှင်ဒိတ်ပဲပေါ်သွားတယ်ပေါ့သင်္ကေတဆောင်သွားတယ်ပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့တော့ရှေ့လျှောက်ကတော့ NASA ကဒီတဖြည်းဖြည်းနဲ့အာဆီယံ level ကိုပြန်ရောက်လာမယ်အဲ့တော့တဖြည်းကျွန်တော်ပြီးခဲ့တဲ့ live တွေမှာကျွန်တော် live ကိုစောင့်ကြည့်ပြီးတော့ဆိုသိလိမ့်မယ်နော် regional level တွေဖြစ်တဲ့ဒါလည်းပြောမှဆိုအာဆီယံလည်းတနည်းအားဖြင့် regional ဒေတာတွင်းမှာပဲဒေတာတွင်းအဆင့်မှာပဲအဲ့တော့ပထမဒေတာတွင်းအဆင့်ဖြစ်တဲ့ Mekong sub region မှာလည်းတရားဝင်မှုကခိုင်ပါတယ်ဟုတ်ပြီလားနောက်ထပ်ကျွန်တော်တို့ BizStep ကျွန်တော်တို့BizStep regional level မှာလည်းအောင်မြင်ခဲ့တယ်လို့အခုအာဆီယံ level ကိုလည်းအခုကျွန်တော်ပြီးခဲ့တဲ့ live မှာစောင့်ကြည့်ခဲ့ရင်သိနေမယ်ဆက်တိုးဖို့ကတိတ်မခတ်တော့ဘူးဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်နော်တိတ်ပိုပြီးခက်ခဲဖို့မရှိတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်BizStep ထဲမှာနေမယ်အာဆီယံနိုင်ငံတွေကပါတာဟုတ် Mekong sub region မှာလည်းအာဆီယံနိုင်ငံတွေကပါတယ်အဲ့တော့တရုတ်အိန္ဒိယရဲ့ပါဝင်မှုအားပေးလာတဲ့အခါမှာတော့ရုရှားတို့နိုင်ငံမျိုးဘယ်လာရုစ်နိုင်ငံမျိုးအားပေးလာတဲ့အခါမှာတော့NASA ကဟာတဖြည်းဖြည်းနဲ့တန်ခင်းတမန်ခင်းနောက်တစ်ဆင့်ဖြစ်တဲ့ ASEAN level ပြီးလို့ရှိရင်တော့ကျွန်တော်တို့ global level ကိုသွားရမှာပါ global level ဆိုတော့ United Nation မှာlevel ကောင်းတစ်ခုပေါ့နော်ကျွန်တော်တို့တရားဝင်မှုဆက်လက်ပြီးတော့ရှာဖွေရမှာဖြစ်ပါတယ်တရားဝင်ပြီးသားလေဆိုလိုချင်တာကစီးရုံးရမှာနိုင်ငံရေးအဖြစ်စီးရုံးမှုကဆက်သွားရမယ်လမ်းကြောင်းကတော့ရှိနေသေးတယ်အဲ့ဒါလေးအဓိကပြောချင်တာပါဒီတွေ့ဆုံပွဲမှာကျွန်တော်တို့ခင်ဗျားတို့ NASA ကောက်အားပေးထောက်ခံတဲ့သူတွေခင်ဗျားတို့အားလုံးအတွက်လည်းဒါကအခုချိန်မှာပေါ့နော်စိတ်မကောင်းစရာတွေများစွာထဲကကျွန်တော်တို့ပျော်ရွှင်စရာအားရစရာနော်တခုဖြစ်ပါတယ် NASA ကနေနဲ့နိုင်ငံရေးစီရေးအကူအညီတွေအများကြီးဆက်လက်ပြီးတော့ရလာနိုင်တယ်လို့နိုင်ငံရေးအဖြစ်ရက်တည်ဖို့တဖြည်းဖြည်းခိုင်မာလာပါပြီနော်အဲ့တော့ရွေးကောက်ပွဲသာကျင်းပနိုင်လိုက်ပြီဆိုလို့ရှိရင်တေချာပါတယ်နောက်ထပ် global level ဆက်သွားရမှာပါ global level ဆိုတာတော့ကျော်မိုးထွန်းတို့သိရမလားအခုခုံယူတာမထဘူးဆိုပြီးတော့လေခုံယူတာအဲ့ဒီခုံကအကယ်ရွေးကောက်ပွဲကျင်းပပြီးသွားပြီဟဲ့ဆိုလို့ရှိရင်တော့သွားပြီအဲ့ခုံကသူ့ကိုသူ့ရိုက်ချိုးမချိုးလို့ရှိရင်တော့အိမ်တယ်မထခြင်းအိမ်တယ်ဝါမှရပဲနော်အဲ့ဒါလေးအဓိကပြောချင်တယ်ဟုတ်ပြီအဲ့တော့ဒီလိုမျိုးဆောင်ရွက်နေတော့ညာလည်းပဲအခုဘုံနေရန်ကျဲတယ်နော်သတိထားမိလားအခုလက်ရှိကျွန်တော်တို့စကိုင်းမကွေးမြန်မာတိုင်းနိုင်ငံလုံးနှိပါပါပဲเนาะဘုံတွေတော့ကျဲတယ်အဲ့တော့ဘုံတွေကျဲတာကိုလည်းအပြစ်တင်မလားခင်ဗျားတို့ဘယ်သူအပြစ်လို့ခေါ်မလဲခင်ဗျားတို့ဒီ NASA ကကြီးအပြစ်ရှိလားဘုံကျဲတာအဲ့တော့ဘယ်လိုပဲဖြစ်ပါအခုလိုမျိုးဘုံတွေကျဲတော့ကျွန်တော်တို့စိတ်မကောင်းဖြစ်ရတယ်เนาะစိတ်မကောင်းဖြစ်ရတယ်မကြိုက်ပါဘူးเนาะမကြိုက်ဘူးเนาะဒီလိုမျိုးပုံကျဲတာပြည်သူလူထုတွေကိုထိခိုက်နှိမ့်နာစေပါတယ်အဲ့ဒါတွေကကျွန်တော်တို့လည်းမကြိုက်ဘူးเนาะဆိုလိုချင်တာကဗျာဟိုစခန်းတစ်ခုတွေမြို့ရွာတွေကိုမကြောက်အောင်ထိန်းပါမကြောက်အောင်တိုက်ပွဲဝင်ပါကြသွားမှအပုံကျဲတာကတော့လေတနည်းအားဖြင့်တော့ဟိုနိုင်ငံတကာအမြင်မှာလည်းမတင်သလိုကျွန်တော်ပြည်သူတွေအမြင်မှာလည်းမတင်ဘူးပေါ့ဗျာနော်မတင်တဲ့အခြေအနေမျိုးတွေရှိပါတယ်အဲ့ဒါကတော့အဟုတ်ပဲသူ့ဘာတော့ညာလဲစေပွဲရဲ့အခြေအနေကနှစ်ဖက်ကြည့်ရမယ်အခြေအနေမျိုးရှိတယ်ပေါ့နော်ဒါကဟိုအဖြူအမဲအခြေအနေလောက်ပါနော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ဒီစစ်ပွဲကမပြီးသေးတဲ့အတွက်ကြောင့်မို့လို့စစ်ပွဲမပြီးခင်မှာသူတို့ကဒီနေရာကိုသူတို့ပိုင်ပြီးသူတို့စိုးပြီးဆိုတဲ့ပုံစံမျိုးပေါ့စစ်တပ်ကစစ်ရဲ့သဘောတရားရလက်မှတ်မထိုးပြီးမချင်းကစစ်ပွဲကမပြီးသေးဘူးမပြီးသေးတဲ့အတွက်ကြောင့်မို့လို့စစ်ပွဲမပြီးခင်မှာနိုင်အောင်ပြီးဆိုပြီးတော့ဟလာအုတ်ချုပ်ရေးနယ်ပယ်တွေပါကဖားတွေပါလာဖားတွေဒီ PDF တွေအနေနဲ့ဒါမျိုးသူတို့တခန်းတနားကြီးတွေလုပ်နေတာတွေဟာဆိုလို့ရှိရင်တော့မပြီးစစ်ပွဲမပြီးသေးပဲနဲ့သူတို့တနည်းအားဖြင့်သူတို့ကိုသူတို့အကြွားလွန်သွားတဲ့အခါမှာတော့ဒီတစ်ဖက်ကလေချောင်းနဲ့ပြစ်ခတ်ရှင်းလင်းတာတွေလုပ်လာတဲ့အခါမှာဘသူမှပေါ့နော်ကျွန်တော်တို့မတရားဘူးလို့တော့ပြောလို့မရတော့ဘူးလို့တော့ပြောရမှာပေါ့ဗျာနော်အဲ့တော့အခုတကြံတွင်းမှာနေမယ်
ကျေးသွားတဲ့နေရာတွေဆိုရှင်ကဏီမှာလည်းပုံကျဲပါတယ်စကိုင်းတိုင်းပေါ့ကဏီဆိုတော့ကျွန်တော်တို့ဒီနာမခါရဲ့မြောက်ဘက်မှာရှိမယ်ထင်ပါတယ်နော်ပြီးတော့စကိုင်းတိုင်းအင်းတော်မှာလည်းကျဲတော့အင်းတော်ဆိုရှင်ပြီးခဲ့တဲ့ရက်ပိုင်းကပဲသူတို့ရပြီဆိုပြီးတော့ဟလာကျွန်တော်တို့ဒီသူတို့တိမ့်လိုက်ပြီဆိုတဲ့ပုံစံမျိုးပေါ့နော်စကိုင်းတိုင်းမြောက်ပိုင်းကအဲ့တော့အင်းတော်မှာလည်းကျဲပါတယ်တပိတ်ချင်းမှာလည်းကျဲပါတယ်အဲ့တော့ရခိုင်ပြည်နယ်မှာတော့မကျဲတော့ဆိုကျဲတယ်အနေချင်းပါပဲကြောက်တော်နဲ့မင်းတပ်မှာကျဲပါတယ်ဆိုပြီးသူတို့ဘက်ကတော့ပြောတာရှိရပါရဲ့နော်ကောလင်းမှာလည်းကျဲတယ်ဒဇယ်ကလည်းကျဲပါတယ်နောက်တစ်ခုရှိတယ်ဗျာနော်ကျွန်တော်ဆန္ဒပြောသလိုပေါ့စစ်ပွဲကဖြစ်နေတယ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာဒီမြို့ဒီနယ်ဒီရွာကိုငါတို့ကတိမ့်လိုက်ပါပြီငါတို့ရဲ့ပိုင်ဆိုင်တဲ့မြို့ပါဟလားငါတို့အုပ်စိုးတဲ့မြို့ပါဟေးဆိုလို့ရှိရင်ဒီမြို့ဒီရွာကိုကာကွယ်နိုင်ရမယ်ကာကွယ်တယ်ဆိုတဲ့နေရာမှာလည်းကုန်းကပဲလာလေကပဲလာရေကပဲလာကာကွယ်နိုင်ရမယ်အဲ့လိုမှမကာကွယ်နိုင်ဘူးဟေးဆိုလို့ရှိရင်ဒါကဒီမြို့ဒီရွာအနုချမ်းစီးပြီးတော့ပြည်သူကိုလူသားတိုင်းလုပ်ပြီးတစားကန်လုပ်ပြီးတော့မြို့ရွာထဲမှာခိုအောင်ချင်းစစ်မှရှိသေးတယ်အဲအကြောင်းမလို့အခုစစ်တပ်ကအခုလိုမျိုးဒါဘယ်လိုခေါ်မလဲဆိုတော့ဒီရင်နဲ့ကျေးသွားတာတွေအားလုံးဟာတနည်းအားဖြင့်ကျွန်တော်အဖြူမဲတော့ဆိုရင်တော့မတရားဘူးလို့တောင်းပြီးတော့ပေါ့နော်မသိတော့ဘူးလို့ပြောလို့ရတော့ညာလည်းပဲဒါပေမဲ့ NUG ဘက်ကလုတ်ပုံကြတော့လေ NUG နဲ့ဒီခင်ဗျားတို့ PDF တွေလုတ်တဲ့ပုံစံကြတရားသလားဆိုတော့လေတရားမှုကလုံးဝမရှိဘူးပြည်သူလူထုကိုအကာအကွယ်ယူပြီးတော့နိုင်ငံရေးတနည်းအားဖြင့်ဟိုခေါ်မဆိုတော့နိုင်ငံရေးအမျက်ထုတ်မယ်ဟလားတန်တမာရေးအမျက်ထုတ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့လူထုကိုအကာအကွယ်ယူတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့မမှန်တာတော့နှစ်ဖက်စလုံးမမှန်ပါဘူးเนาะမမှန်တာတော့လုံးဝနှစ်ဖက်စလုံးမမှန်ဘူးအဲ့တော့ NUG နဲ့ PDF အပြစ်ကပါလဲဆိုတဲ့ခါကျတော့တပုံတွေရဲ့အပြစ်ကပါလဲဆိုတော့မြို့တစ်မြို့ကိုသူတို့ပိုင်ပါတယ်ဆိုပြီးလုပ်လိုက်တာပဲဟုတ်ပြီမင်းတို့ပိုင်တယ်ဟဲ့ဆိုရင်ဒီမြို့မှာရှိတဲ့သူတွေရဲ့လုံခြုံရေးကိုမင်းတို့တာဝန်ယူနိုင်ရမယ်လက်နက်ကင်အဖွဲ့အနေနဲ့တာဝန်ယူနိုင်ပြီဆိုရင်ဒါကမြို့ကိုတပုံထပြီးတော့ကျွန်တော်တို့တစားကန်ခေါ်ထားခြင်းပဲလူသားတိုင်းအသုံးပြုခြင်းပဲအဲ့တော့တနည်းအားဖြင့်နိုင်ငံရေးကမြင်းညောထခြင်းလို့ပြောရမှာဗျာအဲ့တော့မမှန်တော့နှစ်ဖက်စလုံးမမှန်ဘူးဆိုပေမဲ့ NUG ရဲ့ဒီ PDF ကမမှန်ခြင်းကအဲ့ဒီကိုလည်းကာကွယ်နိုင်တာမဟုတ်ဘူးနော်အဲ့ဒါကြီးငါတို့မြို့ပါငါတို့ပကပလာဖပါနောက်ထပ်ကျွန်တော်တို့ဗာလဲဒီပေါ့ပြည်တဲ့တို့သူတို့မှလည်းရှုပ်ရှက်ခတ်နေတာပဲကနော်ခုံတာမရှိတာတလားလူရုပ်တာမပေါ်သေးတာတခါလေလှုပ်ထားတာတော့သူတို့တကယ်စင်ပြိုင်အစိုးရအကြီးကြီးတိဆောက်တာအဲ့တော့နိုင်ငံတစ်ခုထဲမှာအစိုးရတစ်ခုလာတိဆောက်တယ်ဆိုတာဘယ်နိုင်ငံကမှလက်မခံဘူးအဲ့တော့စစ်တပ်ဘက်က NUG ရဲ့အမားကြီးကအဲ့ဒါပဲသူတို့နိုင်ငံတစ်ခုထဲမှာအစိုးရနှစ်ရက်စင်ပြိုင်အစိုးရတိဆောက်တယ်ထောင်ထားချနာခြင်းပဲဒီလိုထောင်ထားချနာခြင်းမှန်မြောက်ဘယ်နိုင်ငံမှာမဆိုတရားဝင်နှိမ်နှင်းပါလေအဲ့အတွက်ကြောင့်မို့လို့စစ်တပ်ရဲ့ဒီလေကြောင်းပုံကျမှုများသည်ကျွန်တော်တို့မနစ်သက်တော့ညာလည်းပဲ NUG ရဲ့လောက်ရက်များသည်လည်းအရန်ကိုပေါ့ကြွားလုံးကောလုံးဟောလုံးထုတ်ပြီးတော့တနည်းအားဖြင့်ကိုလုံနေတာတွေကတနည်းအားဖြင့် high treason လို့ခေါ်တယ်တကယ်နိုင်ငံတော်အဆင့်နော်နိုင်ငံတော်အဆင့်ဒီဘယ်လိုခေါ်မလဲဆိုတော့တစ္ဆာဖောက်မှုကြီးမှမသိဘူးဖြစ်နေအဲ့တော့ဒါမျိုးလောက်ရက်မျိုးဘယ်နိုင်ငံမှာလောက်တဲ့နိုင်ငံတိုင်းမှာနှိမ်နှင်းပါတယ်အဲ့တော့စစ်တပ်အနေနဲ့နှိမ်နှင်းလာရတယ်ဆိုတာလေတနည်းအားဖြင့်လုံးဝဒါမှားတော်ညာလဲပဲမမှန်တော်ညာလဲမှားတယ်လို့ပြောလို့မရဘူးပေါ့ဗျာနော်အဲ့တော့နှစ်ဦးနှစ်ဖက်ကြည့်ရမှာပါနော်နှစ်ဦးနှစ်ဖက်ကြည့်ရမှာလို့ပြောရမှာပါဟုတ်ပြီအဲ့တော့ကျွန်တော်ဆက်မေးကြည့်တယ်ဗျာနော်ဆက်မေးကြည့်ရဆိုအဲ့ဒီဒေတာခံ PDF တွေနဲ့ပလာဖတွေကိုကျွန်တော်တို့နည်းနည်းသုံးသပ်ပြီးမေးကြည့်ပါမေးကြည့်တဲ့အခါမှာဟုတ်ပြီကျဲသွားတဲ့ရွာကတဲ့ရွာတွေပါကျွန်တော်တို့ကြည့်ရမြို့တွေမှာတော့အခုအဲ့ဒီဘက်ကအခြေအနေတွေပေါ့နော်သခိုင်းတိုင်းရဲ့အခြေအနေကိုကျွန်တော်ကြည့်တာမြို့တွေကမြို့တွေမှာစစ်တပ်ရှိတယ်ဗျာစစ်တပ်ကမြို့တွေကိုကာကွယ်ထားတယ်မြို့တွေကိုစောင့်မျိုးဆောင်တက်ဆိုရှိတယ်မြို့တွေကိုဝင်လို့မရအောင်သူတို့ကာကွယ်ထားနိုင်တယ်သူ့ဘာတော့ညာလည်းပဲမြို့ကနေပြီးတော့ခြေတလန်းကျွန်းထွက်ပြီးတော့အဲ့ရွာဘက်တွေရောက်သွားပြီဆိုတာနဲ့အဲ့နေရာတွေအကုန်လုံးကပကဖပလာဖတို့အဲ့ဒီသူတို့တွေအုပ်ချုပ်တဲ့နေရာတွေဖြစ်သွားတာပဲသိလားစစ်တပ်ကအဲ့ကိုသွားရင်လုံးဝခံရတယ်သိလားရွာဘက်သွားစစ်ကြောင်းမထိုးနဲ့ဒီကောင်တွေကလူတည်ရတဲ့ပေါ့ဗျာနော်ရွာသူရွာသားတွေအထဲမှာခေါ်အောင်ပြီးတော့စစ်တပ်ကိုခြုံကိုတိုက်စစ်တပ်ကခန့်ခံရတာအဲ့တော့စစ်တပ်ကလည်းရွာတွေကိုမသွားရဲသလိုအဲ့ကောင်တွေကလည်းမြို့ကိုသူတို့မတက်ရဲဘူးအဲ့လိုအခြေအနေမျိုးတွေဖြစ်နေတယ်အဲ့ဒီရွာတွေအကုန်လုံးကလည်းဘယ်သူတွေအုပ်ချုပ်လဲဆိုတဲ့ခါကျတော့ပကဖတွေအုပ်ချုပ်ပါတယ်တဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေလားနော်ပလာဖတွေအုပ်ချုပ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်သူတို့ပကဖပဲတက်ပလာဖပဲတက်တေချာတခုကတော့ဒါက NUG လက်အောက်ခံ NUG သည်တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြီးညာထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအဖွဲ့နဲ့ပတ်သက်သူအားလုံးဒီနော်အဲ့ဒီအောက်ကလက်နက်ကင်တွေအားလုံးဒီအဲ့တော့အားလုံးကိုကျွန်တော်တို့က PDF နဲ့လက်နက်ကင်သဘုံတောင်းညံ့သူဖြစ်ပဲသတ်မှတ်တာ
တက်မလို့လည်းဒီလိုပဲတတ်မှတ်မှာဖြစ်ပါတယ်နော်အဲ့ဒီတော့ကြောင့်မို့လို့ဒီရွာတွေကိုဘယ်သူကအုပ်ချုပ်တာလဲအခုဟုတ်ပြီကျွန်တော်မေးကြည့်တယ်ဒီခင်ဗျားတို့ဒီဘုံကျဲတဲ့ရွာတွေမေးကြည့်တယ်ဘုံကျဲတဲ့ရွာတွေမှာ PDF ရှိလားဆိုတော့ကျွန်တော် PDF မရှိဘူးတဲ့သူတို့ကပြောပါတယ် PDF တွေကဒီမှာမနေဘူးဗျတဲ့သူတို့ကရွာဘက်အဆုံမတ်တွေမှာသွားနေမယ်တဲ့နေပြီးလို့ရှိရင်ရွာကိုလာမယ်ရွာကိုလာပြီးစက်ကြီးတွေပါလေကောက်မယ်စက်ကြီးကောက်ပြီးတော့လို့ရှိရင်သူတို့ကပြန်သွားမယ်ပြန်သွားတဲ့အခါမှာစစ်တပ်ကလာလို့ရှိရင်သူတို့ပျောက်သွားမယ်ဒါမျိုးသူတို့ကနေတာဗျတဲ့ဟုတ်ပြီအဲ့ဆိုခင်ဗျားတို့ရွာကဘယ်သူကအဲ့နဲ့ကျွန်တော်ထပ်မေးတော့နော်ဟုတ်ဘုံကျဲသွားတဲ့အချိန်မှာများလို့ကျွန်တော်တို့မြင်လိုက်တာပါလဲဆိုတော့တနက်လဲပါတယ်လူတွေပေါ့နော်နောက်ထပ်ဒီဝတ်ထားတဲ့အင်ဂျင်ညာစစ်အင်ဂျင်တွေ PDF အင်ဂျင်တွေဒီလူတွေကဘာကြောင့်မို့လို့ဒီမှာရှိနေရလဲဆိုတော့ဟာတဲ့ဒါကတော့ဒါပကဖတွေလေတဲ့ပကဖတွေပလာဖတွေဆိုကြသူတို့ပြည်သူရဲတွေပေါ့သူတို့ဘလို့ပဲနာမည်တွေတက်တေချာတော့ energy လောက်ခံမှန်သမျှဟာ PDF လို့နဲ့ PDF နဲ့လက်နက်ကင်အကြမ်းဖက်သဘုံဖြစ်ပဲကျွန်တော်သတ်မှတ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးသတ်မှတ်တာပေါ့နော်တက်ကလည်းသတ်မှတ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ဒီရွာတွေအားလုံးကပကဖအုပ်ချုပ်ပါတယ်ဆိုတော့တနည်းအားဖြင့်ဒီရွာတွေအားလုံး PDF ရွာမဖြစ်သွားဘူးလားအဲ့တော့အဲ့ဒီရွာတွေကိုသွားရင်လည်းစစ်တပ်ကအမြဲတမ်းခံရတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီရွာတွေမှာဒါမျိုးပေါ့လေရင်နဲ့နော်စီရေးရရေးယူသွားတာတွေအကုန်လုံးဟာမှန်တော့ညားလဲပဲနော်မှားတယ်လို့ပြောမလားလို့ကျွန်တော်တို့ကပြန်မေးရမှာပေါ့ဘာကြောင့်လဲဒီမျိုးဒီရွာမင်းတို့အုပ်ချုပ်တာဆိုမင်းတို့အုပ်ချုပ်ဒီမှာလုံခြုံမှုပေးရမယ်ဟုတ်တယ်မလားမင်းတို့လုံခြုံမှုပေးရမယ်လုံခြုံမှုမပေးနိုင်ရင်ဒါကမဟုတ်သေးဘူးလေနော်အဲ့တော့ဒီလိုမျိုးအုပ်ချုပ်နေတယ်အဲ့တော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒါကအကြွားလွန်လို့နော်အကြွားလွန်ပြီးတော့ဘာနဲ့လားတဲ့တူလဲဆိုတော့ဖားတအားအော်လွန်တဲ့အခါကြောင့်မလို့ငွေကြိုက်ခံရတာမလို့အမနဲ့သွားအော်တာပစွင်းရင်ခွဲများလို့မြင်လည်းမမြင်ရဘူးကြားပဲကြားနေကြီးကြားနေရတယ်ပစင်းရင်ခွဲများလို့ပဲပစင်းရင်ခွဲမှာဘာကြောင့်ဥမရှိလဲဆိုတော့ခင်ဗျားတို့အဲ့ဒီငယ်ကပုံမြင်လေးပေါ့ဗျာနော်ဖတ်ဖို့ရင်သိပါလိမ့်မယ်အဲ့တော့ဘယ်လိုပဲဖြစ်ပါဘုံကျဲခံတဲ့ရွာတွေကိုကျွန်တော်မေးကြည့်တဲ့အခါမှာဒီရွာတွေကပကဖတွေအုပ်ချုပ်တာပါတဲ့ပကဖတွေအုပ်ချုပ်မှာတော့ကျွန်တော်တို့ကတော့တနည်းအားဖြင့် PDF ရွာလို့ပဲသတ်မှတ်ရတာပါပေါ့ဗျာဟုတ်တယ်မလားဒီရွာတွေကိုလည်းစစ်တပ်ကလည်းမတော်ရတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့ဒီရွာကိုအုပ်ချုပ်ရင်ဒီရွာကိုကာကွယ်နေမကာကွယ်ဘဲနဲ့အုပ်ချုပ်ခြင်းဟာဒီရွာကိုလူသားတိုင်းအသုံးပြုပြီးတော့နိုင်ငံရေးကမြင်းညောထနေတာလို့ပြောရမှာအဲ့ဒါကြောင့်မို့လဲဒါမျိုးတွေဘယ်သူမှမမှန်တဲ့လုပ်ရက်တွေဖြစ်ကုန်တယ်ပေါ့ဗျာတက်ကလည်းလေရင်နဲ့ကျဲတယ်အဲ့တော့အဲ့မှာလဲလက်နက်ကင်တွေကစုနေတယ်စုနေတော့ခံရမှာပဲလीနော်အဲ့တော့ဒီနေ့ဗီဒီယိုဖိုင်တစ်ခုတက်လာပါတယ်ဗီဒီယိုဖိုင်ကဘာမှကျဲတာဆိုတော့ဒဇယ်မှာကျဲတာဗျာသိလားဒဇယ်မှာကျဲတာအဲ့ဒီဒဇယ်မှာတက်လာတဲ့ဗီဒီယိုဖိုင်ထဲမှာကြည့်တာဟာသွားပါပြီကွာကုန်ပါပြီကွာအဲ့တော့ဘာလဲဆိုတဲ့ခါကျစိတ်တော့မကောင်းပါဘူးဘယ်လိုပဲဖြစ်တခုကကျွန်တော်ကရီမောမောနဲ့ပြောတတ်တာတော့ကျွန်တော်ကိုတမျိုးမထင်ပါနဲ့နော်စိတ်မကောင်းစရာပါပြောတဲ့ပုံစံရဆိုရှင်ဗီဒီယိုရိုက်တဲ့သူမှာသူတို့ကိုယ်တိုင်ဖော်တာနော်ဟာတဲ့သွားပြီကွာတဲ့ຫນွေဦးတကြံတဲ့ຫນွေဦးတကြံဆိုဘယ်လိုလာမလဲဆို PDF တွေလာမယ်နော်PDF တွေလာပကဖတွေလာမယ် energy အုပ်စုတွေလာကြမယ်ပေါ့ဗျာနော်အဲ့တော့ဟာတဲ့တက်ကြတာကွာအားလုံးဒဲထိတာကွာတဲ့ဟောနေသမောင်နားတော်ဒီပုဂ္ဂိုလ်ဘာပြောနေတာလဲပေါ့ဒါသူကိုယ်တိုင်သတင်းပြန်ပေးနေတာဒဲထိတာကွာဘယ်လိုဒဲထိတာလဲပေါ့ကျွန်တော်ဆက်လက်ပြီးတော့နားထောင်နေတေးချပြီးကွာတို့ထဲမှာသတင်းပေးတော့ရှိနေပြီဟောသွားပါပြီကွာကုန်ပါပြီနောက်တစ်ခုကဟာအကုန်လုံးဒဲထိတာကွာတဲ့နောက်တစ်ခုကကျတော့တေးချတဲ့သတင်းပေးရှိနေပြီဒီစကားသုံးခုကိုကျွန်တော်ဆက်ကြည့်လိုက်တဲ့အခါမှာတော့ဒဇယ်မှာကျဲသွားတာတေးချတယ်စစ်တပ်ကိုမှားတယ်လို့ပြောမယ်ဟေ့ဆိုလို့ရှိရင်လည်းရာဂိုင်နှုန်းပြည့်ပြောလို့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာ PDF တွေကပွဲကျင်းပနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရန်သူတပုံနော်မြို့ကိုအပိုင်စီးထားတဲ့သူတွေစုဝေးနေတဲ့အရက်ကိုစီရေးရရေးယူသွားခြင်းဟာမှားတယ်လို့ပြောမယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်နော်ဘယ်လိုခေါ်မလဲစစ်ပွဲရဲ့သဘောတရားဘယ်သူမှမှားတယ်လို့ပြောလို့မရတော့ဘူးပေါ့နော်အဲ့တော့ဆိုလို့ကျွန်တော်အဲ့လိုမျိုးဒါဒဇယ်မှာဖြစ်သွားတဲ့ကိစ္စလေးပုံမှာကျွန်တော်model ယူပြီးတော့နောက်ထပ်မျိုးတွေ calling တို့ဟလာနောက်ထပ်ဒီတပိတ်ချင်းတို့မန္တလေးတို့အဲ့ပန်ဖြစ်နေတဲ့အရာကိုကြည့်လိုက်တဲ့ခါမှာလဲဒင်းတို့တွေသွားစုကြတာဟုတ်နော် PDF တွေသွားစုတယ်စုတဲ့ခါမှာဒေသကသတင်းပို့တယ်သတင်းပို့ပြီးမနစ်သက်တဲ့ပြည်သူတွေအများကြီးရှိတာဟုတ်နော်မနစ်သက်တဲ့ပြည်သူကသတင်းပို့တယ်ပို့တဲ့ခါမှာတော့ PDF ရှိတဲ့အရက်တွေစုစည်းနေတဲ့အရက်တွေကိုလေချောင်းနဲ့တိုက်ခိုက်သွားတယ်ပေါ့အဲ့တော့မြန်မာတိုင်းနိုင်ငံလုံးဒီပါမှာပါနော်အထူးအဓိကခံရတာတော့အဲ့ဒီခင်ဗျားတို့ကြံတဲ့တိုင်းရင်းသားနယ်တွေဒီလောက်မခံအောင်ဘူးเนาะကျွန်တော်ကြည့်တာတိုင်းရင်းသားနယ်တွေဖြစ်တဲ့ရခိုင်ပြည်နယ်ဒီလောက်ထိပြောရမဆိုရင်လေချောင်းနဲ့ပုံကျဲမှုတွေမခံရပါဘူးနေပါတယ်เนาะ
နောက်ထပ်ဒီတခြားနေရာတွေဖြစ်တဲ့ချွတ်နေရာတွေခံရမယ်နဲတယ်ပေါ့ဒါပေမဲ့စကိုင်းတိုင်းကဘာကြောင့်မို့လို့ခံရတယ်လဲစကိုင်းမကွေးရကျွန်တော် list ထဲမှာလည်းမနဲဘူးဆိုထိတာပေါ့နော်အော်အဓိကတော့ NUG ကဒီလိုဖြစ်နေလို့နော်ဟိုမှာလဲအတန်အရန်ကျယ်လွန်တဲ့ပဇင်းရင်ခွဲများကြောင့်တွေ့ရအပြစ်ခံနေရတဲ့ပုံစံမျိုးဖြစ်နေအဲ့တော့ NUG ကိုလည်းပြောချင်တယ်ကိုကမုတ်စိတ်မနိုင်မဲနဲ့ပဲချင်းဟင်းမစားနဲ့နော်မုတ်စိတ်မနိုင်မဲနဲ့ပဲချင်းစားတော့မလိုအပ်ပဲနဲ့စကားဖွာပြီးတော့နော်ပြောတင်တာတဲ့ပို့ပြောပြီးရှိတင်တာတဲ့ပို့ရှိပြတယ်မရှိပါဘူးအရှိလုပ်တယ်မဟုတ်တာအဟုတ်လုပ်တယ်အစိုးရကြီးထောင်ပြတယ်ဝန်ကြီးဌာနတွေထောင်ပြတယ်ပကဖတွေပလာဖတွေထောင်ပြတယ် PDF တက်တော်ကြီးဆိုထောင်ပြတယ်ဟလားဘယ်နေရာမှာဘယ်တက်ရင်တွေဖွဲ့လိုက်ပါလိတက်ရင်ဘလောက်ရှိပါစီရောအဲ့လိုမျိုးပါဇက်ဖွာဟာမှုတွေကြောင့်နော်အဲ့လိုမျိုးမလိုအပ်ပဲနဲ့ဟောင်းကွာလုံးမှုတွေကြောင့်ကြံတဲ့ဒီလက်နက်ကင်တိုင်းသားလက်နက်ကင်တွေတော့မှအဲ့လောက်ထိလေချောင်းနဲ့အေးအေးယူတာကျွန်တော်မတွေ့ရအောင်နော်အဲ့တော့အချောင်မို့ခံရတယ်လို့ပြောမှာဗျာအဲ့တော့ NUG နဲ့ NUG အုပ်စုလည်းပြောချင်တယ်နော်ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ရှိပါလားမြောက်လည်းကြားဘူးမှာခင်ဗျာတို့ဘက်ကျမ်းမာရေးဝင်ကြီးလို့ပါပြောတာကျွန်တော်တို့က online ပေါ်ကနေပြီးတော့ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာNUG ကဘယ်လိုခေါ်မလဲဆိုတော့ဒုက္ခရောက်တဲ့သူတွေအားလုံးကူညီနေတာ Facebook ပေါ်ကနေနော်အဲ့တော့မလိုအပ်ပဲနဲ့ပောက်ကရတွေမဟုတ်တာတွေနော်ရှောက်ပြောတဲ့ခါကျတော့အောက်ခြေမှာရွာတွေမှာသူတို့အုပ်ချုပ်ပါတယ်ဆိုတဲ့ရွာတွေမှာပို့ပြီးထိခိုက်နစ်နာရပါတယ်အဲ့တော့ဒါမျိုးတွေမဖြစ်ဖို့အတွက်ကအားလုံးဆင်ခြင်ရမယ်အားလုံးဆင်ခြင်ရမှာဆိုတော့ကျွန်တော်တို့အားလုံးလိုအပ်တဲ့ငြိမ်းချမ်းရေးပေါ့ဗျာငြိမ်းချမ်းရေးဆိုတော့အားလုံးဆွေးနွေးစေချင်တာပါဟုတ်ပြီ NUG ဘက်ကဘာလျှော့အောင်လဲဆိုတဲ့ခါကျတော့မလိုအပ်ပဲနဲ့နော်အကြွားတန်နေတာတွေဟောင်းမွားလုံလွန်းနေတာတွေနော်မရှိတာကိုအရှိလုံနေတာတွေမဟုတ်တာကိုအဟုတ်လုပ်ပြီးတော့လူပဲဘယ်ခေါ်မလဲဆိုပြည်သူပဲဂျင်းကျွေးလို့ရမယ်အဲ့ဒီတော်လန်ရေးကိုယုံကြည်ပါတယ်ဆိုတော့နီးပိန်းနေလောက်ပဲဂျင်းကျွေးလို့ရမယ်NUG ကဘယ်အဆင့်ပဲရှိတယ်ဆိုတာကိုကျွန်တော်တို့တော်လိုင်းလောကမှာလည်းကောင်းသိတယ်တော်လိုင်းလောကမှာ NUG ဟာတနည်းအားဖြင့်ဆိုလို့ရှိရင်လူပွဲစားအဆင့်လောက်ပဲရှိတာကမ္ဘာတန်တမန်ရေးရမှာဟေ့ဆိုလို့ရှိရင်လည်းကျွန်တော်လွန်ခဲ့တဲ့4နှစ်လောက်ကတည်းကကျွန်တော်ပြောခဲ့တယ် NUG ဟာကျွန်တော်တို့လူမှုရေးအသင်းအဖွဲ့ပရဟိတအသင်းအဖွဲ့အဆင့်လောက်ပဲရှိတာနော်အဲ့တော့အဲ့ဒါကိုသူတို့ဝန်ခံလိုက်မယ်ဟေ့ဆိုရင်တစ်ဖက်ကဒီသူတို့ ਨੇအစိုးရ2ရက်ဖြစ်နေတယ်ဗျာ NASA ကလည်းအစိုးရ NUG ကလည်းအစိုးရဆိုတဲ့ခါကြတော့အဲ့တော့အကြောင်းမို့လို့မဖြစ်တင်တာမဖြစ်စေချင်ရင် NUG နေရလည်းမလို့အဘနဲ့စကားဖွာမှုတွေအကြွားလွန်မှုတွေအားလုံးကိုရှောင်စေချင်ပါတယ်ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပြောချင်တာဗျာ NASA ကလည်းပြောချင်တာက NASA ကဦးမင်းအောင်လိုင်းဘာလူမျိုးလဲတော့မသိဘူးလူမျိုးရေးပေါ်အခြေခံလားပါလားကျွန်တော်မပြောချင်ဘူးဗျာသို့ပါတော့လည်းပဲဒီစကိုင်းတိုင်းမကွေးတိုင်းမှာနှိမ်နှင်းနေတဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာကျွန်တော်တို့တကယ်တမ်းတောင်းညမ်းနေသောစစ်သွေးကြတဲ့ပုံကိုတိုက်ခိုက်တာနဲ့ရှင်မယ်ဟေ့ဆိုရှင်အများကြီးကွာဟနေနော်ကိုချင်းတော့ပြောရမှာဗျာနော်ပြည်မသားအချင်းချင်းပေါ့ဗျာပြည်မသားအချင်းချင်းကြတော့ဗမာလို့ပြောလိုက်လို့ရှင်လူမျိုးရေးကမကောင်းဘူးလေနော်အဲ့တော့ပြည်မသားချင်းကိုမြေပြန့်သားချင်းကြတော့မတရားပေါ့မတရားဒီပြတ်သားသလားမမေးနဲ့ချပါတယ်နော်ပြတ်သားတယ်ပြင်အခုတကြံနေမှချဲသွားမြို့တွေရွာနေတာမဟုတ်ပါဘူးနော်ပြတ်သားလုံးပြီးတော့တကယ်တမ်းကိုဒုက္ခပေးနေတော့အေးတပုံတွေကိုနေနေမှုကြတော့ဆယ်စားတစားမတွေ့ရဘူးနော်ဒီမှာဆယ်ကကျဲသွားလို့အေးတပုံကိုတစ်ခါလောက်ပဲတွေ့ရဟောဆယ်စားတစားกว่าနော်နောက်ထပ်အခုတခြားနေရာတွေပေါ့တခြားနေအဓိကအေးပါပဲเนาะအေးနဲ့ချင်းပြည်နယ်လည်းတစ်ခါပဲထိပါတယ်เนาะကျွန်တော်ကြည့်ရတော့ဆိုတစ်ခါပဲထိဒါပေမဲ့တော့ကိုညီရင်းကိုတွေပါ PDF တွေဆိုတာလဲကျွန်တော်တို့ဘာပဲဖြစ်သူတို့လည်းတနည်းအားဖြင့်ကျွန်တော်ဗမာစကားပဲပြောတော့တိုင်းရင်းသားညီကိုတွေပါเนาะဗမာစကားပြောဗမာလို့ပဲပြောမှာပါဗျာเนาะဗမာစကားပြောတော့ပုံကိုတွေပါအဲ့တော့ကိုဗမာများကလည်းဗမာအချင်းချင်းကြရင်တော့အသေးအကြေခွတ်တာသိလားเนาะခွတ်တာအဲ့ဒီတကယ်တမ်းအဲ့ဒီဗမာငပိန်းတွေကိုအတုံးချနေတဲ့ဒီစစ်သေးကြတပုံ AA တို့ဟလား KIA တို့မြောက်သုံးကောင်တို့ဟလားဒါတွေကိုအရေးယူမှုကြတော့တအောက်အားနေတယ်အဲ့တော့ကျွန်တော်မေးချင်တာက NASA ကဥက္ကဋ္ဌကြီးကဘာသွေးလဲပေါ့နော် O သွေးလား A သွေးလား B သွေးလားလို့မေးချင်တယ်ဗျာဒါဟုတ်ပါပြီအဲ့တော့အမှန်ပဲကိုမအောင်လေဟုတ်ပါပြီနော်မင်္ဂလာပါအဲ့တော့
တကယ်နေနေရမရက်မှာကြတော့အားနေနေမနေနေဘူးတကယ်ကိုအချင်းချင်းကြတော့အသက်ကောင်းအသေးချေခွတ်ပါတို့ဗမာများရလေနော်အဲ့တော့ဗမာတွေကလည်းအခုပိန်းသလားဆိုတဲ့ခါကျတော့ကျွန်တော်တို့မြန်မာပြည်မှာအရင်ကျွန်တော်တို့ကရင်ဆိုလို့ရှိရင်လည်းနော်ဒါကရင်တိုင်းသားတွေကျွန်တော်ချစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကရင်နဲ့ကျွန်တော်အမျိုးဆွေမျိုးတိုင်းမှာဆွေမျိုးသားချင်းကရင်မကင်းပါဘူးနော်ကရင်ကျွန်တော်ကဘရုံမောက်တတ်မှတ်တာဟုတ်နော်ဘရုံမောက်ပေါ့စတာပါနောက်ထပ်ရခိုင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါခင်ခင်မင်းမင်းနဲ့ခေါ်တဲ့ခါကျရင်ချစ်စနုနဲ့ခေါ်ကြရခိဘာညာပေါ့တင်မလားအဲ့လိုမျိုးခေါ်ကြရှမ်းဆိုလို့ရှိရင်လည်းကျွန်တော်တို့သဖြင့်ပေါ့ပြန်အဲ့လိုပြောကြစနောက်ရင်ခေါ်ကြတာပါအခုကျမှကျွန်တော်တို့သိတို့ဗမာများဟာလေနော်တကယ်ငပိန်းနေပါလားဆိုတော့ကျွန်တော်အခုမှသိတော့ရနော်အဲ့တော့အချင်းချင်းကြတော့အရန်ချတယ်ဗျာနော်တကယ်တမ်းဆောင်ရွက်တဲ့နေရာတွေဆောင်ရွက်ပါဒီ PDF ကလေးတွေဆိုတာကဒီတိုင်းရင်းသားလက်နက်ကင်အမည်ခံထားသောစစ်သေးကြ AA တို့မြောက် AA တို့အဖွဲ့တွေနော် KIA တို့မရှိလို့ရှိရင်ဒီကလေးတွေကပြောမှဆိုရင်ကိုဗမာပြည်သားအချင်းချင်းနော်ဒီမှသားအချင်းချင်းဟာစီလုံးညှိနှိုင်းလို့ရတယ်ဒီစစ်သေးကြအုပ်စုတွေသူ့လူမျိုးကိုလည်းဒုက္ခပေးတယ်ဗမာတိုင်းရင်းသားကိုလည်းဒုက္ခပေးနေတဲ့ဒီစစ်သေးကြတွေကိုနှိမ်နေတဲ့နေရာမှာနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုတော့အင်အားစိုက်ပြီးတော့နှိမ်နင်းတဲ့တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့ဗျာနော်ကိုအချင်းချင်းကြမတရားချနေရကြီးလည်းနည်းနည်းလေးစင်ကျင်သင့်ပါလေဟုတ်ပလားကဲအဲ့တော့ဟုတ်ပြီကျွန်တော်ပြောတာပတ်သက်ပြီးတော့နည်းနည်းပြန်ပြီးတော့ခြေပကျင်တဲ့သူလည်းရှိမယ်နော်ဒါပေမဲ့ခင်ဗျားတို့ comment ကလည်းလေပေါက်ကြရေးတယ်လေကောင်းရေးတဲ့သူတွေအများကြီးရှိပါကောင်းရေးတဲ့သူတွေကျွန်တော်ဖတ်ပါနော်မြင်ပါတယ်ပြောနေမှ comment တွေအကုန်လုံးမြင်ပါတယ်ကျွန်တော်မျက်လုံးအရမ်းလင်ပါတယ်လင်လာတဲ့ပုံလင်ပါတယ်နော်မျက်နှာအားပေးနေပါနားဆင်နေပါတယ်တဲ့ကိုမောင်မင်္ဂလာပါနော်မှန်တယ်ကိုမောင်ဟုတ်ပြီကမ္ဘာပညာရေးနံပါတ်1ဖင်လန်နိုင်ငံအစင်းမြင့်ပညာတက်ပွဲရကိုမောင်ပြောနေသည်နားထောင်ပါမိတ်ဆွေကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါနော်ကျွန်တော်ပုံကိုယူကျွန်တော်ပြောခဲပါတယ်ပြောလို့မရှိပါဘူးဘာကြောင့်လဲခင်ဗျားတို့အချိန်တွေအတွက်အကျိုးရှိရမှာကျွန်တော်ပုံကိုယူရှေ့တန်းတင်နေတယ်ဟိုခေါ်ကျွန်တော်ဘာညာဆိုပြီးရှေ့တန်းတင်နေရင်လည်းခင်ဗျားတို့အချိန်တွေမကောင်းဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်အားလုံးစိတ်ဝင်စားတဲ့အရာလေးတစ်ခုသာကျွန်တော်အတူတူစကားပြောခြင်းလို့သတ်မှတ်ပါတယ်နော်ကျွန်တော်လည်းဘာမှမဟုတ်ဘူးကျွန်တော်သိရှိထားတာလေးကိုပဲကျွန်တော်လည်းသိကျွန်တော် like စုံစမ်းနဲ့လေ့လာတယ်ကျွန်တော်သိထားတာလေးတွေအားလုံးလည်း social media ပေါ်မှာကျွန်တော်သိသလိုကျွန်တော်အားပေးနေတဲ့သူတွေကျွန်တော်သိကျင်တဲ့သူတွေအားလုံးပြန်ပြီးဝေမျှခြင်းပါပဲနော်ဟုတ်ပြီအဲ့တော့နိုင်ငံရေးအမြင်နဲ့ပဲပြောပြလိုက်ပါတဲ့နီပိန်းတွေမဟုတ်ရင်လည်းဘောမလည်းပြောနေမယ်နိုင်ငံရေးကိုလည်းနားထောင်တဲ့လူငယ်တွေဟာဟုတ်တယ်အမှန်တယ်အဲ့တော့ဒီနိုင်ငံရေးမှာနော်ခင်ဗျားတို့နိုင်ငံရေးနဲ့ဝီနေရမယ်ဆိုကျွန်တော်ကဥမာပြအခုကျွန်တော်ပြောနေရအောင်လားသတင်းပြောနေရနော်သတင်းပြောနေဆိုတာဥမာပြညောင်ကျိုးမကြတော့မကြဘူးပြောမယ်ကြရင်ကြတယ်ပြောမယ်ဘယ်လိုခံရရင်ဘယ်လိုခံရရင်ပြောမယ်ဒါရိုက် update ကိုကျွန်တော်ပြောတာဖြစ်တယ်ဥမာပြကျွန်တော်နောက်ထပ်ရခိုင်ပြည်နယ်ဘယ်မှာဘယ်လိုဖြစ်နေဆိုတော့ကျွန်တော်ပြောမယ်ကျွန်တော်သိထားတာကိုကျွန်တော်ပြောမယ်အဲ့တော့နောက်ချိန်ကြတာကျွန်တော်ပြောလို့မရအောင်เนาะကျွန်တော်မသိဘူးသို့ပါတော့လည်းပဲကျွန်တော်ကတော့လက်ရှိဖြစ်စေကိုပြောတယ်ကြာရင်လည်းကြာတယ်ပြောမကြာရင်လည်းမကြာဘူးပြောမယ်เนาะဥပမာ236ကိစ္စပုံစံမျိုးအမောမှာ236ကိစ္စကကျွန်တော်ကအရှိကိုအရှိတိုင်းပြောတာပဲเนาะကျွန်တော်သုံးသက်ချက်အရာကျွန်တော်ပြောတာပဲပြီးတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဟိုဘက်မှာလည်းနောက်ဆုတ်လိုက်ရတယ်ဆိုတော့တနည်းနောက်ဆုတ်လိုက်ရပဲစစ်တပ်ဘက်ကပြောမယ်ဆိုလိုချင်တာကတော့ကျွန်တော်ဒီရှိစေဖြစ်စေကိုကျွန်တော်ပြောနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပြောလို့ကြသွားပါတယ်လို့ကျွန်တော်မပြောလို့ကြပါတယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကျွန်တော် like ကိုနားထောင်မယ်ဟဲ့ဆိုရင်တုံနိုင်ုံညံသေးတော့နားထောင်လို့မရအောင်ကျွန်တော် like ကိုနားထောင်မယ်ဆိုရင်တော်ကြီးကိုရင့်ကျက်တဲ့သူတွေအတွေးခေါ်ရှိတဲ့သူလောက်နားထောင်ပါမင်းတို့အဲ့ဒီအစဲဆိုအတောင်းညမ်းနဲ့အဲ့ဒီအစင်လောက်နဲ့တော့အကို like ကိုနားမထောင်တာပိုကောင်းနိုင်မယ်မင်းတို့တက်လည်းအကျိုးမရှိဘူးရန်ကိုမင်းတို့တွေကတနည်းအားဖြင့်စကား3-4လုံးလောက်နားထောင်ပြီးဆဲပြီးထွက်သွားတဲ့သူတွေနားထောင်မယ်ဟဲ့ဆိုရင်တည်တည်ချာနားထောင်မှတွေးခေါ်ပါကိုကအတွေးခေါ်ပေးတာဖြစ်တယ်ညံတွေးကိုအလုပ်လုပ်စေတာဖြစ်တယ်နော်ညီကောင်မောင်နှမများကဲဟုတ်ပြီကျွန်တော် like လေးမှာဒီနေ့နော်ကျွန်တော်ဒီကပြောချင်တာက NASA ကဥမင်း online ဒီမကြခင်မှာအာဆီယံဥက္ကဋ္ဌနဲ့တွေ့မယ်တွေ့တဲ့အတိုင်းမှာရနိုင်တဲ့ဖြစ်နိုင်တဲ့အခြေအနေတွေအားလုံးကိုကျွန်တော်ဒီနေ့ကနရှင်းပြခဲ့ပါတယ်နောက်ထပ်အနေနဲ့လေကြောင်းပုံကျဲမှုတွေနော်လေကြောင်းပုံကျဲမှုတွေဟာကျွန်တော်တို့တနည်းအားဖြင့်ဘယ်သူအတွက်မှတော့မကောင်းဘူးမကြိုက်ဘူးမနစ်သက်ဘူးတို့ပါတော့ညာလဲစစ်ရဲ့သဘောတရားမတရားမှုဆိုတာကျွန်တော်တို့စစ်ပွဲတစ်ခုမှာကတော့မတရားမှုဆိုတာတော်လေးမတရားမှုရှောင်နိုင်တဲ့စစ်ပွဲဟာတော်ရှားပါတယ်နော်ကမ္ဘာနိုင်ငံကြီးတွေမှာပဲမတရားမှုတွေကျူးလွန်ကြသေးတယ်ဆိုတော့မြန်မာနိုင်ငံလိုမျိုးရှုပ်ထွေးတဲ့နေရာမျိုးမှာ
ဘယ်လိုခေါ်မလဲဆိုတော့T guide collateral damage ပေါ့မယူရဘဲနဲ့ဖြစ်တဲ့အရာတွေဖြစ်တတ်တယ်ဆိုတာလည်းကျွန်တော်တို့နားလေတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ short တင်တာတွေရှောင်တင်တာတွေအားလုံးနှစ်ဖက်စလုံးနဲ့ကျွန်တော်ပြောကြားပြီးသွားပါပြီเนาะနောက်တစ်ခုကတော့ NASA ကအနေနဲ့ကိုအချင်းချင်းကြတော့ပြစ်လိုက်ခတ်လိုက်နော်ခင်ဗျာဘာလိုမျိုးလဲတော့ကျွန်တော်မသိဘူးသို့ပါတော့ညာလည်းပဲတကယ်နိုင်ငံကိုဒုက္ခပေးနေတဲ့ AA လိုဖွဲ့စည်းမျိုးကိုကြတော့နှိမ်နေတဲ့နေရာမှာအားနည်းနေသေးတယ် KIA ကိုနှိမ်နေတဲ့နေရာမှာအားနည်းနေသေးတယ်မြောက်သုံးကောင်ကိုနှိမ်နေတဲ့နေရာမှာအားနည်းနေသေးတယ်เนาะရှင်းပြည်တော်နှိမ်နေတယ်အဲ့တော့ပြောမှာဗျာစကိုင်းတိုင်းမှာကျဲတဲ့အခြေအနေကိုเนาะအခုလိုမျိုးပွဲလေးတွေမှာရန်သူပင်ရန်ဖြစ်လင်ကစားပြနေကြပါစေเนาะအဲ့မှာကျဲမဲ့တစ်ဝက်လောက်ကိုသာခင်ဗျာရခိုင်ပြည်ပါကျဲလိုက်เนาะရခိုင်ပြည်ဆိုတာကျွန်တော် AA ရှိတဲ့အရက်တွေပြောတာเนาะ AA ရှိတဲ့အရက်တွေကိုကျဲလိုက်နောက်တစ်ခုကဘယ်လိုခေါ်မလဲဆိုကိုစစ်ကြညာထားတာလေသူတို့ကလုံးဝတိုက်မယ်ကိုတိုက်မယ်လို့ကြညာထားတဲ့သူတွေကျဲတာကတော့ကျွန်တော်တို့ဒါစစ်ရဲ့သဘောတရားရနားလည်ပြီးလို့ရတယ်အဲ့တော့နားလည်ပြီးလို့ရအတွက်ကြောင့်မလို့ AA တို့ဟလာအဲ့ဒီနောက်ထပ်ဒီ KIA တို့ကိုတကယ်တမ်းလေတလုံးနဲ့တိုက်မဲ့သူတွေအားလုံးစစ်ရေးမှာကျဲပါအခုလိုမျိုးပွဲတွေလုပ်နေတဲ့အချိန်မှာကျွန်တော်တို့စကိုင်းက PDF ကလေးတွေလည်းသူတို့ပြောချင်ကြမှာပါဗျာနော်အဲ့အတွက်ကြောင့်မလို့စင်ကျင်စေချင်တာပါဟုတ်လားတို့ကျွန်တော်တို့ကျွန်တော်ဘာမှမပြောလို့ပါဘူးနော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နေ့စီး update လေးတွေနိုင်ငံရေး update လေးတွေကျွန်တော်ဆက်လက်ပြီးပြောတာဖြစ်စေကိုကျွန်တော်ဆက်လက်ပြီးတော့ပြောသားပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်